မင်္ဂလေးတိုင်းဒီဗီဒီယိုကိုကြည့်တင်တယ်အခုလူကုန်ကူးမှုကရမ်းပြန့်နေတယ်သတိထားပါမြန်မာနိုင်ငံကကလေးတွေကိုခေါ်ပြီးတော့ထိုင်းနိုင်ငံမှာမလားတိတ်တယ်တရုတ်ဘက်ကတထေးတွေလက်ခံတဲ့အချိန်မှာစင်တာခိုးတွင်းလိုက်တယ်တရုတ်တီကိုဒီမင်္ဂလေးတွေကဘာလုပ်တာလဲမိမအဖြစ်နဲ့ကလေးမွေပေးဖို့ဒီကောင်မလေးတွေကမိမကြီးတွေဖြစ်တာမဟုတ်ဘူးနော်မိမကောင်းတွေဖြစ်တာမဟုတ်ဘူးနော်မရငဲတွေကလေးပေးမွေးခိုင်းတို့ပြီးကြုံလိုမျိုးဆက်ဆံတာအိမ်မော်လိုမျိုးဆက်ဆံပြီးတော့စင်တော့မတိုင်းချင်းတာဒီကောင်တွေကအဲ့လိုမျိုးဖြစ်မြန်မာနိုင်ငံကနေပြီးတော့စင်တော့ထိုင်းကိုတွင်းမလာမဲဘာညာစင်တော့အဲ့လိုမျိုးလိမ့်လည်မှုနဲ့အရင်ထောက်ပေးမယ်ဟိုရောက်မှစင်တော့တဖြည်းဖြည်းနဲ့စင်တော့အကြီးကျနဲ့ပြန်တွင်းဘာညာအဲ့ဒါကိုအရင်သတိထားရတယ်ဂရုမိဘတွေဂရုစိုက်ပါအခုမှအရင်မရှိလို့ကိုသားသမီးရဲ့နိုင်ငံသားသွားဖို့စင်တော့โอเคဟိုရောက်မှအလုံးလုံးရင်နဲ့ပြန်ဆက်သွားတာအကြီးကျနဲ့ပြန်ဆက်တဲ့ဟာတွေကိုသတိထားသေချာလေ့လာဒီကုမ္ပဏီနဲ့ဘယ်သူသွားထားဘူးလဲဘယ်သူသွားဘူးတာလဲအဲ့ဒါကိုလိုက်လံစစ်ဆေးပြီးမှကိုယ့်ရဲ့သားသမီးငယ်ငယ်ချောချောလေးကိုလှုပ်ဒါမဟုတ်ရင်ဘယ်ကမှမသိတဲ့ခါကျရင်โอเคသူပေးတယ်ဘာညာထောက်ပေးတယ်ပြောပြီးတော့မှကိုသားသမီးဟိုမှတရုတ်ပြည်မှာတရုတ်နိုင်ငံကိုတွားရောင်းစားလိုက်တယ်စင်ဘလို့မလွတ်လို့မရပြန်ယူလို့လည်းမရပြန်ခေါ်လို့လည်းမရဘယ်မှာတွားရှိမှမသိဘူးအဲ့ဒီကလေးတွေကစင်တော့တွားပြီးဘဝတစ်ခုလုံးပျက်စီးတာတေမမသိရှင်မမသိတန်ကောက်မှာဖမ်းခံရတယ်တရုတ်ဂိုင်းအကြီးကြီးဖမ်းခံရတယ်မြန်မာနိုင်ငံကမိန်းကလေး20ဝန်းကျင်လောက်ဖမ်းခံရတယ်သူတိတ်ထားတယ်နော်ဂိုင်းကြီးဆုံးကိုဖမ်းလိုက်ပြီကုံသွားပြီလို့မထင်နဲ့ရှိသေးတယ်ကိုမသိတဲ့ဟာတွေအဲ့ကြောင့်မြန်မာနိုင်ငံကလူတွေပဲဖြစ်ထိုင်းနိုင်ငံကမိန်းကလေးတွေပဲဖြစ်စဒီဗီဒီယိုကိုမဖြစ်မနေကိုယ့်ရဲ့အသိမိတ်ဆွေတွေကိုမြင်သွားရအောင်ဆိုတော့ဝိုင်းဝန်းပြောပြဂရုစိုက်ပါလို့ကျွန်တော်မှာချင်ပါတယ်